Hello အားလုံးပဲမင်္ဂလာပါတားရမရှင်ကနေပြန်ကြိုလိုက်ပါရနော်မင်းဒီနေ့ပြုလုပ်ပေးထားတဲ့ reading လေးကကြတော့ကွာဒါမင်းတို့နှစ်ယောက်ရဲ့အခြေရေးပေါ့ဒီဥစ္စာလေးက Buy 1ဒါလေးက Buy 2နဲ့ဒါလေးက Buy 2လေးဆိုပြီးယူပေးထားတာရှိတယ်အဲ့တော့ဒီ Buy လေးမြွေးခင်မှာကိုယ့်ဘာသာကိုစိတ်လို့သိချာအေးလေးထားပြီးတော့မှယူပေးနေခြင်းပါရနော် Okay အဲ့တော့မင်းတို့ဒီနေ့ reading လေးကိုဆက်လိုက်ကြအောင် Hello မင်္ဂလာဖမ်းဝဲလေးတွေဖမ်းဝဲလေးတွေနဲ့ဖမ်းဝဲလို့ရှိတဲ့ relationship ရှိနေမြင်ကြည့်ပါမယ်နော်ဒီဥစ္စာလေးကအတိတ်ပစ္စုပန်နဲ့အနာဂတ် Okay တိတ်ကုန်ကြည့်လိုက်ကြအောင်ဟုတ်ပြီပန်းဝဲလေးတွေကလေပန်းဝဲလေးရဲ့နှစ်ယောက်လေးရှိရဲ့ရှင်တော့ပေါ့ကွာအတိတ်ကဆိုလို့ရှိရင်မင်းတို့နှစ်ယောက်ဂျားမှာဒါစေတဘရာကွဲလဲတာလေးတွေနောက်တစ်ခုတရားနဲ့အထင်မြင်လွဲမှာမျိုးလေးတွေရှေ့ဆက်မယ်ဆိုလို့ရှိရင်လည်းဒါကြားမယ်ဆိုတော့အခိုက်တန်မျိုးလေးရှိနေတာမျိုးလေးတွေ့ရပြန်တာကွာရန်ဖြစ်ထားကြတယ်စေတဘရာမတိုက်ဆိုင်ဒါကြောင့်အတွက်နေရန်ဖြစ်ထားကြတယ်ပေါ့ကွာလောဆယ်အချိန်လေးမှာဆိုလို့ရှိရင်မင်းတို့နှစ်ယောက်ကဒါတရားနဲ့တယောက်နဲ့မစွန့်လွတ်နိုင်သေးဘူးအကေလောဆယ်ခဏ break ထားရဆိုလို့ရှိရင်လည်းတယောက်ကိုတယောက်ပြန်ပြီးလိုချင်နေတယ်သူကလည်းပြန်လာလိမ့်မယ်ကွာရန်ခဏတပြုတ်ရန်ဖြစ်ထားတယ်ပြက်ဆဲထားရဆိုလို့ရှိရင်အတွက်သူပြန်လာလိမ့်မယ်မင်းတို့ရှိကိုဒါပေမဲ့တကုတ်တိထားမှာလေဒီအနာဂတ်မှာဆိုလို့ရှိရင်တော့မင်းတို့နှစ်ယောက်ရဲ့ဂျာမှာအဲ့လိုမျိုးခဏခဏဖြစ်နေမယ်ဆိုလို့ရှိရင်တော့မင်းတို့နှစ်ယောက်ရဲ့ဂျာမှာတပ်ပစင်ဝင်လာနိုင်ကြီးလေးတော့ရှိတယ်လဲလေး view ဆိုင်ပေးနေတယ်နော် Okay ဒါလေးကတော့ Roman Oracle အင်ဂျင်တို့တောင်းပြီးတော့မင်းကြည့်ပေးထားလေးဖြစ်ပါတယ်မင်းတို့နှစ်ယောက် relationship ဘာဝနေတော့ပေါ့နော်ဘာဝနေတော့ relationship ရှင်းပြလို့လေးဖြစ်နေတယ်Okay အဲ့တော့ဘာမှလေးလုပ်ပေးဖို့လိုအပ်တာကမင်းတို့ချစ်ပေးဖို့လိုအပ်တယ်တခြားသူချစ်ပေးတာဆိုလို့ရှိရင်ကိုယ့်ကိုချစ်တာကပို့ပြီးတော့ကောင်းတယ်ကွာ agency တယ်အဲ့ဒါကြောင့်မလို့ကိုယ့်ကိုလည်းပြန်ပြီးချစ်ကြည့်ဖို့မမေ့နဲ့နော်ဒါဘာမှလေးရဲ့ချစ်သူကဘာမှလေးတွေကိုဘာလေးဖုန်းဝယ်ထားတာရှိတယ်Okayဘာမှလေးရဲ့ချစ်သူက तू ကဒီမှာပြောထားတယ် तू ကတဲ့ तू အမြဲ तू လုံးလိုက်တယ်ကွာနှစ်ယောက်သားကပြဿနာဖြစ်နေတော့ तू သိတယ်နောက်တစ်ခုကကြတော့ဒါပေမဲ့ကွာအဲ့လိုလုပ်တယ်ဆိုရင် तू ကမင်းကိုကြတော့ကွာ तू ကကောင်းတာတွေပဲဖြစ်စီနေတယ် तू လုပ်ပြီးတယ်ကွာဥပမာဆိုလို့ရှိရင်အမြဲတလွဲလုံးမိနေတာမျိုးပဲမင်းတို့ကကောင်းတာလုပ်ပြီးစေဆိုပေမဲ့တခုခုဖြစ်သွားတာမျိုးလေးပေါ့အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့ဒါသူစိတ်မကောင်းဘူးပေါ့ကွာနောက်တစ်ချက်အနေနဲ့တော့ तू ကဘယ်လိုမျိုးနှစ်ယောက်သားမှာဘယ်လိုသဘောထားမျိုးဖြစ်နေ तू မင်းကိုချစ်တယ်ပေါ့ကွာဒီလားအဲ့လိုမျိုးလေးသွားတက်ရောက်နေရနော်Okay မင်းဒါပိုင်းဝန်းလေးတွေကတလားပါပဲမင်းတို့ပိုင်းတူးလေးတွေကိုသွားကြည့်လိုက်ကြရအောင်နော်Hello မင်္ဂလာပါဖိုင်တူးလေးအဲ့တော့ဒီနေ့မှာတော့မင်းကဖိုင်တူးလေးတွေအတွက်ဒါ read လေးကြည့်ပေးထားတယ်ပေါ့နော်ဒါဒီကတော့အခြေအနေပတ်သက်တဲ့ဥစ္စာလေးပါအတိတ်ပစ္စုပန်နဲ့အနာဂတ်Okay ကြည့်ရတော့လေဖိုင်တူးလေးတွေအနေနဲ့ကဒါ single လေးတွေဖြစ်ဖို့များလိမ့်မယ်မဟုတ်လို့ရှိရင်တော့ဒီ relationship တစ်ခုမှာကိုကပဲအမြဲတမ်းဦးစီးဦးဆောင်နေကိုကပဲကွာဦးဆောင်နေတဲ့တင်ဖြစ်နေမယ်လို့မင်းပြောလို့ရတယ်ဘာလို့လဲဆိုတော့ကွာဒီအတိတ်မှာဆိုလို့ရှိရင်တော့မင်းတို့ကနည်းနည်းလေးကွာဘယ်လိုလဲ ground စားလေးဖြစ်ထားတဲ့ပုံစံမျိုးလေးရှိတယ်အမြဲတယောက်တည်းရပဲဦးဆောင်ပြီးလုပ်ပေးနေရနောက်တစ်ယောက်ကကွာကိုပြောမှလုပ်ပေးတာမတိတတ်ဘူးပေါ့ကွာပြောရမှာဆိုလို့ရှိရင်တော့ဒီပစ္စည်းမှာဆိုလို့ရှိရင်လေကိုကဒါအထီးကျန်နေတယ်ကိုမှကွာတခြားပဝင်းကျင်ကကောင်းနေကိုနဲ့ပတ်သက်တဲ့ပဝင်းကျင်အကုန်ကောင်းနေဆိုပြီးဒီ relationship မှာဆိုလို့ရှိရင်ကိုကပဲအမြဲတမ်းဒီအထီးကျန်နေရတယ်ကိုကစပြီးတော့ချစ်ပြီး view ဆိုင်မှာသူ့ဘက်ကပြန်လာတဲ့ပုံစံမျိုးဖြစ်နေတဲ့ကြောင့်မလို့နည်းနည်းလေးပင်ပန်းတဲ့ပုံလေးပေါ်နိုင်တယ်နောက်တစ်ချက်ဒီအနာဂတ်မှာဆိုလို့ရှိရင်တော့မင်းတို့နှစ်ယောက်ရေဂျာမာတာပဝင်းကြီးကပြောတဲ့ပြောစကားတွေနောက်တစ်ခုကကျတော့ဒီတခြားကွာကိုယ့်ပဲတခြားတပ်ပစင်ဝင်လာမျိုးတွေကြုံလာနိုင်ရှိတယ်နောက်တစ်ခုရှိတာကစကားတွေပါရဖြစ်စကားများဆိုလို့ရှိရင်လည်းဒါလုံးလုံးချင်းမပြောဘဲနဲ့ကွာဒီတိုင်းတချို့ဟာတွေမပြောဘဲနဲ့မသိအောင်ဆောင်လိုက်တာမျိုးလေးနှုတ်ဆက်နေတာမျိုးလေးလုပ်ပေးလိုက်စီခြင်းတယ်နော်ဘာလို့လဲဆိုတော့ဒီ relationship ကမင်းတို့အရင်တောက်စစ်ဖြစ်နေလို့မင်းထင်တယ်အော်ဒါဖိုင်နူးလေးတွေအတွက်ကြည့်လိုက်ကြရအောင်နော်Okay ဘိုင်းနူးလေးတွေကဘယ်လိုမျိုးလေးဖြစ်နေလဲဆိုတော့ तू ကဒါတွေကိုတီးခနိုင်မှာဆိုလို့ရှိရင်တော့ तू က main အတွက် soulmate ပေါ့ soulmate ဖြစ်လာနိုင်ပြီးတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေပြထားတယ်ဒီ romance angel လေးကတော့ဘိုင်းနူးလေးရဲ့ချစ်သူကဘိုင်းနူးလေးတွေကိုဘာပုံမှန်ထားတာရှိတယ်Okay ဖိုင်နူးလေးတွေရဲ့ဒါပထနာပေါ့နော်ဖိုင်နူးလေးတွေကိုဒီထပ်ပို့ပြီးတော့သူကောင်းကောင်းမွန်မွန်ဆက်ဆံပေးစီခြင်းနဲ့ဒါပေမဲ့လောဆယ်မှာသူကိုယ်တိုင်တော်မှကွာလမ်းပြောင်းနေတဲ့အတွက်ကြောင့်မလို့တော့ main အနေနဲ့ကပို့ပြီးတော့စိတ်ရှိလေးထားပြီးဖို့လိုလိမ့်မယ်နောက်တစ်ချက်ကကျတော့သူက
ဒီမင်းတို့နှစ်ယောက် relationship ကို तू ပို့ပြီးတော့ကွာကောင်းမွန်လုပ်ဖို့ဒါဘယ်လိုမျိုးကြီးကောင်းအောင်လုပ်အောင်လဲဆိုတော့ तू နားလည်အောင်လက်ခံနိုင်အောင်နားလည်အောင် तू ကြိုးစားတဲ့သဘောမျိုးလေးရှိတဲ့ကြောင့်မလို့သူ့ကိုအခွင့်အရေးလေးထပ်ပေးလိုက်စီကြည့်နော်မင်းကတော့လေပင်မနေဆိုရင်တော့ကွာခဏတစ်ခုတော့တိခတ်ပေးလိုက်ပါကွာโอเคအဲ့တော့မင်းတို့ဒါဖိုင်းသွေးလေးတွေကိုကြည့်လိုက်ကြရအောင်နော်ဟယ်လိုမင်္ဂလာဖိုင်းသွေးလေးတွေဖိုင်းသွေးလေးရဲ့အခြေအနေကိုမင်းဒီမှာကြည့်ပေးထားတယ်ဒါလေးကတော့ update ပစ္စုပန်နဲ့အနာဂတ်ပါနော်โอเคပိုင်းသွေးလေးရာဆိုလို့ရှိရင်တော့ဒါ relationship တစ်ခုကအခုမှဒါအစာပြိုးသေးကာလပဲဖြစ်ဦးမယ်လို့မင်းပြောလို့ရတယ်ဘာလို့ဆိုတော့ဒီမှာ Ace of Pentacles နဲ့စားထားတယ်ဆိုတော့ဒါလုံးဝကဆက်ဆက်ရတစ်ခုရဲ့အစာပြိုးတဲ့ကာလပေါ့နောက်တစ်ခုကကျတော့ဒီမှာပစ္စုပန်မှာဆိုလို့ရှိရင်တော့ဒါမင်းတို့နှစ်ယောက်ကအခုမှစဉ်းစားခင်စားကျင်သားဖြစ်တဲ့အတွက်ကြောင့်မလို့တော့တယောက်နဲ့တယောက်နဲ့အရင်ညှိနှိုင်းချက်တွေအရင်များနေတာမျိုးတွေတွေ့ရတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီစိတ်တွေနည်းနည်းလေး short ပြီးတော့ balance လေးဖြစ်အောင်လုပ်ပေးစေချင်တယ်နောက်တစ်ချက်ကကျတော့ဒီမှာ 3 of Pentacles လေးပါနေအဲ့ဟာကဘာလိုမျိုးလဲဆိုတော့ကွာဒီနှစ်ယောက်ဒါကမင်းတို့ရောက်ကြမှာကွာတပ်ပစင်ဝင်လာလိမ့်မယ်အဲ့ဒီတပ်ပစင်ကြောင်းပဲမင်းတို့ညကပြန်ပြီးအစီအမေသွားတာမျိုးလေးရဖြစ်ဒါမှမဟုတ်ရှင်ဝေးကွာသွားတာမျိုးလေးဖြစ်ကြုံလာနေရှိကြမှာလို့တော့ဒီတပ်ပစင်ဝင်လေးတွေရွေးဆိုင်ပေးစီခြင်းနဲ့နော်โอเคအဲ့မင်းကဒီမှာ romance အင်္ဂလိပ်တော့မင်းတို့ထားရတာ relationship တွေကိုထပ်ပြီးကြည့်ပေးထားရနော်โอเคလောစင်မှာတော့မင်းကတဲ့ဒါမင်းရဲ့ partner right partner ပေါ့ကွာမင်းတွေ့ပြီးသွားပြီသူဖြစ်နိုင်မယ်လို့ထင်တယ်အဲ့တော့မင်းတို့နှစ်ယောက်ကိုဒါသူ့အနေနဲ့ပေါ့ကွာမင်းမပါဖုန်းဝတ်ထားရှိတယ်ပေါ့ကြည့်လိုက်ရအောင်နော်တင်ရတဲ့အတိုင်းပဲဒီမှာသူကမင်းတို့နှစ်ယောက်ဒီလိုလေးမင်းချလဲလိုက်မယ်စတာမလဲတော့ပါသူကကွာမင်းနဲ့ဒီမှာတကယ်စနပ်ပို့ပြီးတော့ပို့ခြင်းနဲ့နောက်တော့ကသူရဲ့ကောင်းသူခံစားချက်စိတ်ခံစားချက်ကောင်းနေတာတွေကိုသူကမင်းတို့ share လုပ်ပေးစီခြင်းနဲ့ကွာသူကမင်း share လုပ်ပေးခြင်းနဲ့ပေါ့မင်းတို့သူကအမြင်နဲ့ကောင်းတဲ့ပတ်သက်ဖြစ်စီခြင်းနဲ့မင်းနဲ့တကယ်စနပ်ပို့ပြီးပို့ခြင်းနဲ့နောက်တော့ကျတော့မင်းအနေနဲ့ကသူ့နားကိုတော့အရင်မြန်နေတယ်အဲ့ဒါမှမဟုတ်ကသူမင်းကိုချစ်တယ်သဘောကျတယ်ပေါ့အဲ့လိုမျိုးလေးဖြစ်နေတဲ့ကြောင့်ဒါမင်းတို့နှစ်ယောက်က relationship အစားပြိုးမယ်ဆိုလို့ရှိရင်တော့ဒါပြိုးတင်တယ် friend zone လေးကိုကြော်သိမ်းပြီးလို့မင်းထင်တယ်ကွာသိလားโอเคအဲ့မင်းဒီနေ့ reading လေးကတော့လောက်ပါမယ်နောက်လုပ်ပေးသေးခြင်းနဲ့ reading လေးရှိတယ်ဆိုလို့ရှိရင် comment မှာရေးသားခဲ့ကြပါဦးเนาะနောက်ထပ်မင်းတို့ကြအောင် see you guys next time ပါကွယ်